မင်္ဂလာပါတန်ဖိုးရှိတဲ့မိမလို့အမည်ပေးရတဲ့ဗီဒီယိုလေးတစ်ပုဒ်နားဆင်ပေးပါအောင်တန်ဖိုးရှိတဲ့မိမချင်းတူတယ်အရေးအချင်းကွာတယ်အတွေ့အကြုံကွာတယ်ဝိစားဆင်ရင်မှုကွာတယ်အပြောအဆိုကွာတယ်အနေအထိုင်အပြုအမူကွာတယ်ဒီတော့အနေအထားတွေကွာတယ်အဲ့ဒီအနေအထားတွေကကွာတော့စိတ်ဓာတ်တွေလည်းကွာတယ်စိတ်ဓာတ်တွေကွာတော့အစစ်အတန်းတွေကွာတယ်အစစ်အတန်းတွေကွာတော့တန်ဖိုးတွေလည်းကွာခြားသွားတော့တာပေါ့အစစ်အတန်းဆိုတာငွေကြေးချမ်းသာကြွယ်ဝမှုနဲ့မဆိုင်ပါဘူးအနေအထားဆိုတာစီးစိမ်ပိုင်ဆိုင်မှုနဲ့မဆိုင်ဘူးစိတ်ဓာတ်တွေနဲ့ပဲဆိုင်တယ်လို့ရတိုင်းဟာစိတ်ကြောက်ဖြစ်တယ်ငွေကြောက်မဟုတ်ဘူးစိတ်ကောင်းရင်လူကောင်းမယ်စိတ်သိရင်လူသိမယ်စိတ်ပုတ်ရင်လူပုတ်မယ်မိမိစိတ်ကြောက်ကိုဘလို့လူဆိုတာဖြစ်လာတယ်ဒါကြောင့်အစစ်အတန်းတွေတန်ဖိုးတွေကွာခြားတယ်ဆိုတာစိတ်ဓာတ်တွေကွာခြားလို့ပဲဖြစ်ပါတယ်မြန်မာပြည်မှာအမျိုးသမီးဥယျာဉ်ဟာအမျိုးသားဥယျာဉ်ထက်2 သန်းကျော်ပိုများပါတယ်မိန်းမတွေပေါ်တယ်သို့တော့တန်ဖိုးရှိတဲ့မိန်းမကောင်းတွေတော့ရှားလာတယ်အမြအနည်းတူပြုမရင်တော့အမြအနည်းတူစည်ရထဲမှာပဲရှိလိုက်မယ်တန်ဖိုးရှိသူဖြစ်ချင်ရင်တော့တန်ဖိုးရှိအောင်ကြိုးစားနေထိုင်သင့်ပါတယ်ရှင်လည်းချမ်းမြေ့ကြပါစေဗီဒီယိုလေးကဒီလောက်ပါပဲတန်ဖိုးရှိတဲ့မိမဆိုတဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေ